channel ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အခုကတော့တလားတစ်ခါတင်ပေးနေတယ်ပေါ့နော်တလားစာ reading ပဲဖြစ်ပါတယ်ဆိုတော့ဒီခေါင်းမှာတော့ April လအတွက်ပေါ့နော်အခုက March ဆိုတော့ April လအတွက်တလားစာပေါ့နော်ဘာတွေရှိမလဲဘာတွေသိထားသင့်လဲပေါ့နော်ဘယ်လို guidance တွေရှိမလဲစသဖြင့်ပေါ့နော်January အနေနဲ့သိထားလို့ရအောင်လို့ April လအတွက် January reading လေးကိုဖတ်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင်ပေါ့နော်ဆိုတော့ April လပေါ့နော်ခုလာမယ် April လမှာဘာတွေရှိနိုင်လဲပေါ့နော်ဘယ်လို guidance တွေရှိမလဲဘာတွေသိထားဖို့လိုအပ်လဲပေါ့နော်ဆိုတဲ့ဟာလေးကိုကြည့်ပေးမှာဖြစ်ပါတယ် April Okay ဆိုတော့ဘာတွေရှိမလဲနော် Okay April လApril လကပြောရတော့ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ March လမှာကတည်တဲ့အတိုင်းပဲပေါ့နော်ဒီလုံးဝဖြစ်ပျက်ခဲ့တဲ့အရာတွေကလည်းအများကြီးရှိရပေါ့နော် retrograde တွေရောlunar eclipse တွေရောအများကြီးပဲပေါ့နော်နည်းနည်း intense ဖြစ်တဲ့အရာတွေပေါ့နော်လေးလံတဲ့အရာတွေလုံးဝ heavy ဖြစ်တဲ့အရာတွေbreak up တွေပေါ့နော်relationship တွေပျက်စီးသွားတာတွေပေါ့နော်စသဖြင့်separation တွေဖြစ်တာတွေ no contact တွေဖြစ်တာတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးအရန်ကို intense ဖြစ်တဲ့ energy တွေပြီးတဲ့နောက်မှာတော့ April လမှာတော့ဘာရှိလဲဆိုလို့ရှိရင်single တွေဆိုလို့ရှိရင် new relationship ပေါ့နော်ဒီလူသစ်တွေနဲ့တွေ့ရနိုင်တယ်เนาะဒီအခြေအနေမှာเนาะအခြေအနေမှာဆိုလို့ရှိရင်เนาะလူအသစ်တွေနဲ့တွေ့ရနိုင်တယ် relationship အသစ်တွေရလာနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့เนาะဆိုတော့တချို့ပေါ့เนาะဒီအလုပ်အသစ်ရှောက်ချင်တာမျိုးပေါ့เนาะအလုပ်အသစ်ပြောင်းချင်တာမျိုးဆိုရင်လည်းဒါ April လကကောင်းတဲ့လလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ဒီ new beginning ပေါ့เนาะပြောရမယ်ဆိုရင်တော့ new beginning new idea တွေเนาะအသစ်တွေရှိနိုင်တယ်ပေါ့เนาะဒီကိုကစတခုခုအစပြုချင်တာဆိုလို့ရှိရင်တော့ဒါ April လကကောင်းတဲ့လလို့ပြောလို့ရတယ်ပေါ့နော်ဒါအခြေအနေမှာဆိုရင်လည်း relationship တွေအစပြုတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အလုပ်ဆိုရင်လည်းအဲ့လိုပဲပေါ့နော်ဒါအလုပ်အသစ်တွေပြောင်းရတာမျိုးအလုပ်အသစ်ပြောင်းမှုလို့အတွက်အခွင့်အရေးတွေရလာတာမျိုးတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့ April လကအခွင့်အရေးကတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဆက်ကြည့်ကြည့်အောင်ပေါ့နော်ဘာတွေရှိမလဲ Okay ဆိုတော့ကောင်းပါရဲ့เนาะဒီ April လမှာကเนาะဘာရှိလဲဆိုလို့ရှိရင်ဒီငွေရေးကြေးပေါ့เนาะငွေရေးကြေးနဲ့ပတ်သက်တာရောဒါ career ဘိုင်းပေါ့เนาะ business နဲ့ပတ်သက်တာရောစသဖြင့်ပေါ့เนาะကောင်းတဲ့လားပေါ့เนาะကောင်းတဲ့လားလို့ပြောလို့ရတယ် abundance energy ရှိရပေါ့เนาะငွေရေးကြေးတွေလည်းပြည့်စုံနေနိုင်တယ်เนาะအလုပ်ငန်းတွေလည်းအဆင်ပြေနိုင်တယ်အခြေရေးဆိုလို့ရှိရင်လည်းအဆင်ပြေနေနိုင်တယ်ပေါ့เนาะဆိုတော့အဲ့လိုမျိုးအဆင်ပြေနိုင်တဲ့လားပေါ့เนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်ပေါ့เนาะဆိုတော့ April လကမဆိုးပေါ့เนาะကောင်းတယ်ပေါ့เนาะတစ်ချက်ဆက်ကြည့်မယ်ပေါ့เนาะokay ဆိုတော့ဒီ April လမှာပေါ့เนาะကိုကဆွမ်းနာပြောလို့ပဲပေါ့เนาะဒါ relationship ဆိုတဲ့နေရာမှာဒီအခြေရည်လည်းဖြစ်နိုင်တယ်ပေါ့เนาะဒီတငယ်ချင်းအပေါင်းအသင်းပေါ့เนาะဂျာ relationship လည်းဖြစ်နိုင်တယ်ပေါ့เนาะဆိုတော့ဒီ April လမှာတော့တငယ်ချင်းတွေတွေ့ဆုံဖြစ်တာမျိုးပေါ့เนาะတကယ်ချင်းအစ်စ်တွေရတာမျိုးပေါ့เนาะရှိနိုင်တယ်เนาะကိုကအလုံးမှာဆိုလို့ရှိရင်လုံးဖော်ကိုင်းပြအစ်စ်တွေရတာမျိုးပေါ့เนาะအလုပ်ပြောင်းပြတယ်ဆိုလို့ရှိရင်လည်းကိုရဲ့ကိုပြောင်းတဲ့အလုပ်အစ်စ်ရဲ့အလုပ်တင်မှာပေါ့เนาะကိုနဲ့တူရဲပေါ့เนาะကိုနဲ့ကိုက်ညီတဲ့သူမျိုးပေါ့เนาะအပေါင်းအသင်းမျိုးတွေ့တာမျိုးပေါ့เนาะရှိနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့เนาะနောက်ပြီးလို့ရှိရင်ဒါဒီအပြင်ထွက်ပြီးတော့ဗောနော်အရင်တော့ကထားပါတော့ March လတော့ဗောနော်ကိုကဘဲမှမသွားဖြစ်ဘူးအိမ်မှာပဲနေဖြစ်တယ်ဗောနော်အပေါင်းအသင်းလည်းတိတ်မရှိဘူးဆိုရင်ဒီ April လမှာကဒါ social gathering ပုံစံမျိုးဗောနော်ဒီတကယ်ချင်းအပေါင်းအသင်းတွေနဲ့တွေ့တာမျိုးဗောနော်အပြင်နေထွက်ပြီးတော့လဲဖြစ်တာမျိုးစသဖြင့်ဗောနော် event တွေတက်ဖြစ်တာမျိုးစသဖြင့်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဗောနော်ပို့ပြီးတော့ပျော်ရွှင်နေတဲ့ energy မျိုးပေါ့နော်လုံးဝ enjoy ဖြစ်နေတဲ့ joyful ဖြစ်နေတဲ့ energy မျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ April လကတော့ကောင်းတဲ့လပေါ့နော်ဆိုတော့ဆွမ်းနာပြောလို့ပဲအချစ်တွေလည်းတွေ့နိုင်တယ်တကယ်ချင်းပေါင်းတဲ့တွေလည်းတွေ့နိုင်တယ်ဒီအလုပ်တွေမှာဆိုလို့ရှိရင်လည်းဒီအလုပ်ပြောင်းရွှေ့ပေါ့နော်လုပ်အစ်ပြောင်းရွှေ့ခြင်းလဲဆိုရင်လည်းအဆင်ပြေနိုင်တယ်ပေါ့နော်အစားပြုလို့ရနိုင်တဲ့လားဖြစ်တယ်ပြီးရင်ငွေကြီးပိုင်းမှာဆိုလို့ရှိရင်လည်းအဆင်ပြေနေတယ်ပေါ့နော် abundance ဖြစ်နေတဲ့ energy မျိုးရတဲ့အတွက်ဒါငွေကြီးလည်းပူစရာမလိုဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်
ဆိုတော့April လကတော့တကယ်ကိုအဖွင့်ကောင်းတဲ့လပေါ့နော်ဆိုတော့အဆင်ပြေဒီ March လလုံးပြင်ပန်းထားတယ်ပေါ့နော်အရင် intense ဖြစ်ပြီးတော့အရင် heavy ဖြစ်ထားတဲ့အရာတွေကဒါ April လမှာတော့အဆင်ပြေနိုင်တယ်လုံးဝပေါ့ပါစိတ်လက်ပေါ့ပါဆိုတာနဲ့နေနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဘာရှိမလဲဆိုတာချက်ဆက်ကြည့်ကြည့်ပေါ့နော်ဆိုတော့okay ဆိုတော့ဒီ April လမှာကတကယ်ကိုပေါ့နော်ဆွမ်းနာပြောလို့ပဲတကယ်ကောင်းတဲ့လပေါ့နော်ကိုကတကုတ်ကိုလုံးဖို့လို့အတွက်ကိုယ့်ရဲ့ခေါင်းထဲမှာရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုစဖို့လို့အတွက်ဒါအချိန်ကောင်းပဲပေါ့နော် this is the right time ဆိုတဲ့ပုံစံပဲပေါ့နော်အလုပ်သစ်ရှောက်ဖို့ဆိုရင်လည်းဒါဒီအလားကတော့ကောင်းတဲ့အလားပေါ့နော်တခုခုကအလုပ်ထားပါတော့ business တခုစဖို့လို့စဉ်းစားထားရဆိုရင်လည်းဒီလားလုံးဝကောင်းတဲ့လားစတင်တဲ့လားပေါ့နော်ဒါမှမဟုတ်ကိုကပညာရဲ့တခုခုဘာသာရဲ့တခုခုကိုစပြီးတော့လေ့လာဖို့အတွက်စဉ်းစားနေတယ်ဆိုလို့ရှိရင်လည်းဒီ April လကလုံးဝစတင်တဲ့လားပေါ့နော်အစပြုထားတဲ့လားပေါ့နော် timing အရန်ကိုက်နေတဲ့လားလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကိုဖြစ်ချင်တဲ့အရာတွေကိုခုချိန်မှာပထမချိန်လန်းအနေနဲ့စလန်းထားဖို့ပေါ့နော်ဒီတကားဖွင့်ပေးလိုက်ပြီပေါ့နော်တကားဖွင့်ပေးလိုက်ပြီး timing ကျလာပြီဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုလုံးရှာရှိရတယ်ကိုဒီပြီးခဲ့တဲ့ January February March ပေါ့နော်3လလုံးမှာမလုပ်ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ဒီ April လမှာတော့တခြားပေါက်စလုပ်တင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလအလုံးက timing ရှိတဲ့timing ကြတဲ့လားပေါ့နော်ဒါအခွင့်အရေးတွေတကားဖွင့်ပေးလိုက်တဲ့လားဖြစ်တဲ့အတွက်လုံးရှာရှိရတယ်ကိုဒီအချိန်ဆက်ပြီးတော့မဆွဲထားပဲနဲ့ဒီလထဲမှာလုံးတင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် okay ရန်ကောင်းပါတယ်ဆက်ကြည့်ကြည့်ပါနော် okay okay ဆိုတော့ဆွမ်းနာပြောလို့ပဲပေါ့နော်ဒီ March လမှာကဘယ်မှမသွားပြင်းရင် April လမှာပြင်းနေပါတယ်သွားရနိုင်တယ်ဆိုတော့ပြောလို့ပဲပေါ့နော်ဒီမှာခရီးသွားရတာမျိုးတွေเนาะခရီးသွားရတာမျိုးတွေလည်းတွေ့တယ်ပေါ့နော်ဒါပေမဲ့ဘာလဲဆိုရင် queue site ဖို့တော့လိုအပ်တယ်ခရီးသွားရတဲ့အချိန်မှာဒါအရင်ထပ်ပို့ပြီးတော့ queue site ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီတစ်ခုတော့ရှိတယ်เนาะနောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်ဒီအိမ်မက်တွေမှတ်တာပေါ့နော်အိမ်မက်တွေကအနာဂတ်ကိုပေါ့နော်အနာဂတ်မှာဖြစ်မဲ့အရာတွေကိုအိမ်မက်မှတ်တာတွေလည်းရှိနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့အိမ်မက်တွေကပေါ့နော်နည်းနည်းထူးဆန်းနေတယ်ဆိုလို့ရှိရင်နည်းနည်းကိုကမှတ်သားထားတင်တယ်ပေါ့နော်အဲ့ဒီအရာတွေကတကယ်အနာဂတ်မှာဖြစ်လာနိုင်တယ်ဆိုတော့ဖြစ်လာတတ်တယ်ဆိုတဲ့အရာမျိုးရှိရပေါ့နော်ဒီ April လထဲမှာမှတ်တဲ့အိမ်မက်တွေပေါ့နော်ဒီရလာတဲ့အတွေးတွေပေါ့နော်စသဖြင့်အဲ့ဒီအရာတွေကအနာဂတ်မှာတကယ်ဖြစ်လာတာမျိုးကြုံရနိုင်တယ်ပေါ့နော်ဆိုတော့အဲ့တခုကတော့ဒါကတော့ပြောမှဆိုတော့နည်းနည်း spiritual ဘိုင်းနဲ့ဆိုင်တယ်ပေါ့နော်ကိုယ့်ရဲ့အိမ်မက်တွေကအနာဂတ်မှာဖြစ်လာနိုင်တဲ့ຢာတွေကိုမှတ်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အိမ်မက်တွေကိုလည်းလစ်လူမရှိဘဲနဲ့နည်းနည်းတော့ view site တင်တယ်ပေါ့နော် okay ဆိုတော့အရန်ကောင်းပါနော် April လအရန်ကောင်းတယ်ဘာလဲဆိုလို့ရှိရင်ဒီ April လထဲမှာအရင်ကတ်တွေမှာဆွမ်းနာပြောလို့ပဲပေါ့နော်ဒါ direction အသစ်တွေပေါ့နော်ကိုဘွားရဲ့ကိုသွားပြစ်မယ်လို့တောင်မှမထင်ထားမိတဲ့ direction တွေပေါ့နော်အဲ့လိုအသစ်တွေ direction အသစ်တွေပေါ်လာနိုင်တယ်ဆိုတာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော် new direction တွေပေါ့နော်ကိုကဒီ land ကိုသွားပြစ်လိုက်မယ်လို့ပဲတော့မှမတွေးထားမိခဲ့ပေမဲ့တကယ်သွားဖြစ်တာမျိုးပေါ့နော်ဒါ land ဆိုတဲ့နေရာမှာကဒီအတွေးခေါ်ပေါ့နော်ကိုကဒီလိုလှုပ်ဖြစ်လိုက်မယ်လို့တခါမှမတွေးမိပေမဲ့လှုပ်ဖြစ်သွားတာမျိုးပေါ့နော်ကိုကဒီလိုလူနဲ့တွေးဖြစ်လိုက်မယ်လို့တခါမှမတွေးဘူးပေမဲ့တွေးဖြစ်တာမျိုးပေါ့နော်စသဖြင့်အဲ့လိုမျိုးအသစ်တွေပေါ့နော် direction အသစ်တွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါအရန်ကောင်းပါတယ်ဒါပြောမယ်ဆိုရင်တော့ new beginnings ပေါ့နော်တခုခုအဆုံးသတ်သွားတယ်အဲ့ဒီအဆုံးသတ်ကခုအစပြုဖို့အတွက်ပေါ့နော်ဒီ April လထဲမှာကောင်းတဲ့အစပြုခြင်းတွေဖြစ်လာဖို့အတွက်အဆုံးသတ်သွားတယ်ဆိုတော့ပုံစံပဲပေါ့နော်ဆိုတော့ဒီ April လထဲမှာတော့တကယ် new beginning တွေအများကြီးရှိနိုင်တယ် new directions တွေပေါ့နော်ပြီးရင် opportunity တွေလည်းအခွင့်အရေးတွေလည်းအများကြီးရှိနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်ပေါ့နော် okay ဆိုတော့တစ်ချက်ဆက်ကြည့်ပါမယ်ဘာတွေရှိမလဲပေါ့နော်ဘာများရှိအောင်မလဲပေါ့နော်ဒီ April လထဲမှာခုချိန်ထိကတော့အရင်ကောင်းပါတယ်ဆိုတော့ April လကပြောရရင်တော့ဒီပြီးခဲ့တဲ့
3လလုံးထက်ပို့ပြီးတော့ကောင်းတဲ့လာဖြစ်နိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ရှိမလဲဆိုတော့ okay okay လုံးဝ April လာထဲမှာနော်လုံးဝအချစ်တစ်တွေ့လိမ့်မယ်မလေးပြောချင်တော့ရတော့ဆိုတော့အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကိုလက်ကိုလှုပ်လိုက်ဖို့လိုတယ်ပေါ့နော်အတိတ်မှာတွဲခဲ့မှုတဲ့အချစ်ရေးပေါ့နော်တွဲခဲ့မှုတဲ့အချစ်ရေးတွေအတိတ်မှာတွေးခဲ့မှုတဲ့အချစ်ရေးတွေကိုလက်လွတ်လိုက်ဖို့လိုအပ်တယ်လက်လွတ်ဖို့လို့အတွက်အချိန်တန်ပြီဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့လိုလက်လွတ်နိုင်လိုက်တော့မှအဲ့လိုလက်လွတ်နိုင်မှကိုယ့်အတွက်ပေါ့နော်ပို့ပြီးတော့ကောင်းတဲ့သူပေါ့နော်ပြောရရင်တော့ the one ပေါ့နော်ကိုယ့်အတွက်လုံးဝထိုက်တန်တဲ့သူပေါ့ကိုနဲ့ထိုက်တန်တဲ့သူမျိုးကကိုထိုက်တန်တဲ့သူမျိုးနဲ့တွေ့နိုင်တယ်ဆိုတဲ့အမျိုးရှိရပေါ့နော်ဆိုတော့ဒီ April လမှာကအတိတ်တုန်းကလက်မလွတ်နိုင်ခဲ့တဲ့အချစ်ရေးတွေကိုလက်လွတ်နိုင်လာပြီးတော့ကိုနဲ့ထိုက်တန်တဲ့သူမျိုးနဲ့ပထမဆုံးအချိန်အနေနဲ့ပေါ့နော်တွေ့နိုင်တယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါဆွမ်းနာပြောလို့ပဲပေါ့နော်ပထမဒီ April လကတော့အစပြုမဲ့လပေါ့နော်အစပြုခြင်းတွေအများကြီးဖြစ်နိုင်တဲ့လလို့ပြောလို့ရတယ်เนาะဆိုတော့အတိတ်မှာရှိခဲ့တဲ့ past တုန်းက relationship တွေကိုလက်ကိုလုံးနိုင်ပြီးတော့အသစ်တွေ့နိုင်တယ်ဆိုတဲ့လမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရပါတယ်ဆိုတော့ဆက်ကြည့်ကြအောင်နော်အော် okay okay ဆိုတော့ပေါ့နော်ဒီအခြေအနေမှာကဘာလဲဆိုတော့ advice အနေနဲ့ပေါ့နော်အကြံပြုချက်အနေနဲ့ပြောထားတာကဘာလဲဆိုလို့ရှိရင်ကိုကပေါ့နော်ဒီလိုကိုကအချစ်နဲ့ထိုက်တန်တယ်ဆိုတာကိုကိုရိုင်းလက်ခံမှုလိုအပ်တယ်ဆိုတာမျိုးပြောထားရပါတော့ကိုမှာကအတိတ်တုန်းက trauma တွေရှိရင်ရှိမယ်เนาะ relationship toxic ဖြစ်တဲ့ relationship တွေမှာရှိခဲ့တာမျိုးဖြစ်ချင်ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအရာတွေကြောင့်မလို့ကိုကငါကတော့အချစ်နဲ့မထိုက်တန်ပါဘူးပေါ့နော်ငါကတော့ဒီလိုကောင်းတဲ့ချစ်သူမျိုးနဲ့မရလောက်ဘူးပေါ့နော်အဲ့လိုမျိုးကိုအဲ့လိုမျိုးတွေးထင်နေတဲ့ belief system တွေကိုပြောင်းပြစ်ပြီးတော့ဘာကအချစ်နဲ့ထိုက်တန်တယ်ဆိုတဲ့အရာကိုလက်ခံပြီးတော့အဲ့ဒါမှလည်းပေါ့နော် universe ကနေပြီးတော့ပေါ့နော်ကိုနဲ့တကယ်ထိုက်တန်တဲ့အချစ်ကိုဒါလမ်းပြပေးနိုင်မှာဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ငါမထိုက်တန်ဘူးဆိုပြီးတော့ကိုတိတ်ငယ်နေမယ်ပေါ့နော်ဆိုလို့ရှိရင်တော့တွေ့ရမှာမဟုတ်ဘူးဆိုတော့ဒီမှာ advice နေနဲ့ပြောထားတာကြတော့ငါကအချင်းနဲ့ထိုက်တန်တယ်ဆိုတာကိုကိုယ်တိုင်လက်ခံဖို့လိုတယ်အဲ့ဒါမှလည်း universe ကကိုပေါ့နော်ပြန်ပြီးတော့ပေးလာနိုင်မယ်ပေါ့နော်ကိုနဲ့တကယ်ထိုက်တန်တဲ့အချင်းမျိုးကိုပေးလာနိုင်မယ်ဆိုတော့ပုံစံမျိုးပြောထားတွေ့ရပါတယ်ဆိုတော့ April လကနော်အချစ်ရည်အတွက်အများကြီးတက်ရောက်နိုင်တယ်လာလို့မြင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအချစ်တစ်တွေလည်းတွေ့နိုင်တယ်နော်ကိုယ့်ရဲ့အတိတ်တုန်းကကြုံခဲ့တဲ့ relationship တွေပေါ့နော် past relationship တွေကိုလည်းလက်လွတ်နိုင်ပြီးတော့new beginning တွေစဖို့လို့အတွက်လမ်းစာတွေအများကြီးရှိရဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော် angel message ဘာရှိမလဲပေါ့နော်ဒီ angels တွေကဘာတွေပြောထားမလဲဘယ်လို advice တွေရှိမလဲဆိုတာလေးကိုတစ်ချက်ကြည့်ပြီးတော့ဒီနေ့ရဲ့ပေါ့နော် April လအတွက် reading လေးကိုအဆုံးသတ်ပါမယ်ဆိုတော့ angel message ကဘာရှိမလဲပေါ့နော်Okayဆိုတော့ there's no doubt ပေါ့နော်ဒီ April လကတကယ်တမ်းဆိုလို့ရှိရင်တော့အချစ်ရည်နဲ့ပတ်သက်တဲ့လလို့တောင်ပြောလို့ရတယ်ပေါ့နော်လုံးဝကိုအချစ်နဲ့ပတ်သက်တဲ့လဘာလို့ဆိုတော့ဒီမှာလဲ angels ကပြောထားတာကဒီပေါ့နော်မင်းမှာတဲ့လုံးဝပျော်ရွှင်စရာကောင်းတယ်ပေါ့နော် happy changes တွေရှိလာမယ်ပေါ့နော် relationship နဲ့ပတ်သက်ပြီးတော့ဒီ family နဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာ changes တွေရှိလာမယ်ပေါ့နော်မင်းဘဝတွေကိုလူသစ်တွေရောက်လာနိုင်မယ်ဒီထားပါတော့မင်းကအိမ်အောင်ရှိရသူဆိုလို့ရှိရင်ထားပါတော့အိမ်အောင်လေပေါ့နော်ဒီကလေးရချင်လို့မျောနေရသူတွေဆိုရင်လည်းမင်းတို့နှစ်ယောက်ရဲ့ကြားတဲ့ကိုအစ်တယောက်ပေါ့နော်ကလေးလေးတယောက်ရောက်လာနိုင်မယ်ဆိုတော့အရာမျိုးပြောထားတယ်ကိုက single ဆိုလို့ရှိရင်လည်းကိုဘွားတွေကိုနောက်ထပ်ကိုရဲ့ partner ရောက်လာနိုင်တယ်ဆိုတော့ပုံစံမျိုးကိုပြောထားရပေါ့နော်ဆိုတော့ angel message မှာလည်းထပ်ပါတယ်ပေါ့နော်တစ်ချက်ထပ်ကြည့်ကြည့်ပါနော်okay ဆိုတော့မင်းဘွားမှာတဲ့နော်ဖြစ်ခဲ့သမျှအရာတွေပေါ့နော်အမားတွေဖြစ်ခဲ့တာမျိုးရှိမယ်မင်းဘွားမှာလုံးဝ
ဒီဆိုးဝါးဆုံးတွေကိုကြုံခဲ့ရတာမျိုးရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့တဲ့အခုချိန်ကတော့မင်းဘွားပြီးသွားပြီပေါ့နော်စိုးနေတဲ့အရာတွေကပြီးသွားပြီပေါ့နော်အကောင်းတွေရောက်လာပြီပေါ့နော်ဆိုတော့မင်းခုချိန်မှာကဒီလမှာကလုံးဝ relax စိတ်လျှော့လိုက်လို့ရတယ်ပေါ့နော်လုံးဝအေးဆေးနေလို့ရပြီမင်းကအခုကလုံးဝ safe ဖြစ်သွားပြီပေါ့နော်အရင်တော့ကဘလို့ပဲမကောင်းတဲ့ຢာတွေနဲ့ကြုံခဲစိုးရတဲ့ຢာတွေနဲ့ကြုံခဲအဲ့ဒီຢာတွေကအခုချိန်မှာတော့မင်းရဲ့ behind ပေါ့နော်မင်းရဲ့နောက်မှာရှိသွားပြီအခုကမင်းကကောင်းတဲ့အရာတွေကိုမင်းရှိမှာကောင်းတဲ့ຢာတွေပဲရှိတော့တယ်ပေါ့နော်အဲ့တော့မင်း relax စိတ်အေးထားပါအေးဆေးနေပါမင်းကအခုလုံးဝ you are safe now ပေါ့နော်ဆိုတဲ့ပုံစံမျိုးကိုဒါ angels တွေစီကနေပြီးတော့ပြောထားရပေါ့နော်ဆိုတော့လုံးဝ April လကလုံးဝကိုကောင်းတဲ့လဖြစ်ပါတယ်ဆိုတော့ new beginning တွေလည်းအများကြီးရှိတယ်အဲ့အတွက်ကြောင့်မလို့လုပ်ဖို့လို့အတွက်စဉ်းစားထားတဲ့အရာတွေရှိရဆိုလို့ရှိရင်ဒီလထဲမှာတေချာကိုစတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ timing ကကိုက်နေတယ်ပြီးလို့ရှိရင်တကားတွေကလည်းဖွင့်ထားတယ်ပေါ့နော်ဆိုတော့ကိုသွားစရာရှိတဲ့အရာကိုသွားပါနော်လှုပ်ရှားရှိတဲ့နေရာအရာကိုလှုပ်ပါပေါ့နော်ဆိုတော့ပြီးတော့အချစ်ရည်လည်းပေါ့နော်အချစ်သူတွေ့နိုင်တယ်ပေါ့နော်ကိုဘွားအတွက်ကိုနဲ့ထိုက်တန်တဲ့သူမျိုးနဲ့လည်းဒီလထဲမှာတွေ့နိုင်တယ်ဆိုတဲ့အရာမျိုးတွေ့ရတယ်ပေါ့နော်โอเคပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒါကတော့ April လအတွက်ပေါ့နော် January reading ဖြစ်ပါတယ်ကိုနဲ့ကိုက်ညီတဲ့အရာကိုပဲယူပေါ့နော်မကိုက်ညီဘူးထင်နေဆိုရင်ယူပါနဲ့ကြော်သွားလို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye